ကတော့စံပါကိုသွားမလို့ပေါ့နော် ဒါခုဒီဟင်းဟင်း စံပါကင်းဘတ်စကားနဲ့ကေဗင်စလီပါဘတ်ပေါ့တယောက်ကိုဘီယန်နတောင်4,200,000ပေးရတယ်6နိုင်လောက်တော့ကြာမယ်ပြောတယ် أنا بديش تحت بخاف تحت တကားလုံးတော့ကျွန်တော်တို့အမျိုးတွေပဲဟိုမှာကြည့်ကြည့်လိုက်ကျွန်တော်တို့အမျိုးတွေပဲနော်တကားလုံးကျွန်တော်တို့အမျိုးတွေကားတော့နည်းနည်းလေးစုပ်တယ် بروتين بحطوه နည်းနည်းလေးညစ်ပတ်တယ်လို့တော့ခံစားရတယ် تعال قول مصابي သိပြီးတော့ပထမကျွန်တော်တို့အရင်ကြည့်နေတဲ့ဒီ HK line ဆိုလို့ရှိရင်တော်တော်လေးတန်တန်ရှင်းရှင်းအနေထားအခုလောလောဆယ်ရေဘူးတော့မတွေ့သေးဘူးနော်6 line လောက်တော့စီးရမယ်ပြောတယ်ဘယ်လိုပဲဖြစ်ဖြစ်တော့ဖြတ်တန်းရမှာပဲနော် في مقابله فادي طلع كل بايل الكبر خفيه တော့အမျိုးတွေ كبر အားလုံးပဲစံပါမယ်ပြန်တွေ့ပါမယ်နော် شو السلام عليكم ဆလာမလေးမောစံပါဟိုတယ်ကိုတော့ရောက်နေပြီဒါကျော်တို့ဟိုတယ်အခန်းပေါ့နော်အခန်းဆိုတာဒါကျော်တို့နေမယ်အခန်းမဟုတ်ဒါ waiting room အားဒီချက်ရင်နေဖို့ပေးထားတဲ့ waiting room မစိုးသေးလားတော်တော်လေးကောင်းတယ်ဒီမှာအိတ်ဖို့ပါနေရပါတယ်ဒီအပေါ်မှာအိတ်မလားအောက်မှာအိတ်မလားဒါကျွန်တော်တို့အထုပ်ဒီနော်အိုးမှာရေချိုးခန်းအိမ်နာပါပါတယ်သိလားတော်တော်လေးမိုက်တယ်ဟာအေးတာတော့အမတန်အေးတယ် special အေးတယ်အတကောအေးတယ်ပိုးစိုးပတ်ဆက်အေးတယ်မခံနိုင်မခံရနိုင်အောင်အေးတယ်နော်ခဏလောက်နားလိုက်ပါဦးမယ်လို့နော်မိုးလင်းကပြန်တွေ့မယ်မော်နင်းတူစံပါပေါ့နော်မနေ့8:26 မိနစ်8 degree ပဲရှိတယ်လို့အေးချက်ကတော့မချင်ငယ်ဘူးစံပါကိုလာမယ်ဆိုကားပေါ်ဆင်းတော့ကျွန်တော်ဗီဒီယိုတော့မရိုက်နိုင်ဘူးဂီနဲ့တုံနေတာမရဘူးနော်ဒီဟာ4တက်မြောက်ဒါအခုနောက်ဆုံးမြင်နေရတာ4တက်မြောက်အထဲမှာအိမ်ရ2ထက်အထဲမှာစွတ်ကြီးရ1ထက်အားလုံးပေါင်း4တက်ဝက်ကားတယ်တောင်းအချမ်းကိုကျွန်တော်အေးကြိုက်တဲ့လူဟာမခံနိုင်ဘူးတော်တော်အေးတာတော်ကြီးကိုအေးတာမခံနိုင်ဘူးနော်အခုလောလောဆယ်တော့အပေါ်ရှာစားဖို့တက်လိုက်ပါဦးမယ်စံပါရဲ့မနက်ခင်းလေးပေါ့နော်မနက်ခင်းလေးတောင်ဆိုတာတော့အခု9နိုင်လောက်ရှိတော့မယ် 8:56 ဘေးမှာမြူတွေကဝေဝိုင်းနေဘာမှမမြင်ရပြီနဲ့အရင်သဘောကျတာအဲ့ဒါမျိုးတကယ်သဘောကျတာအဲ့အမျိုးလေးကြုံရင်လို့လာတာရှင်းပါသေးလို့ဆူတောင်းလာမဟုတ်เนาะဒါမျိုးကော်ဖီတစ်ခွက်ရေပေါင်ကိုတစ်လုံးရေမရေပေါ့เนาะမရေပေါ့เนาะအာဒါအေးတယ်เนาะမဟာတွေကအေးတယ်အတကုတ်အေးတယ်မခံမရနိုင်အောင်အေးတယ်အဲ့ဆိုတော့မခံသားနိုင်မှမကြုံဘူးတဲ့အရာတာပေါ့เนาะပြီးလို့ရှိရင်ဆိုင်ကယ်မောင်းဖို့ဆိုင်ကယ်လေးတွေငှားထားတယ်ဘလို့ဒီလာအောင်မလဲတော့မသိဂီနဲ့တော့နေဦးမလားလို့เนาะအားလုံးပဲကော်ဖီလေးတောက်လိုက်ပါဦးเนาะကက် village ကိုစင်းလန်းလေးဖြစ်ပါတယ်လို့เนาะဒီလမ်းကနေကျွန်တော်တို့စင်းလာမှာစင်းလာပြီးဒီဆိုင်ဘုတ်တွေးလို့ရှိရင်ဟိုးမှာတစ်ကတ်ဝဲရမှာအချင်းနေဟမ်အေးတယ်တော်အေးတယ်ဆိုင်ငယ်နဲ့လာတာအမလေးအေးတယ်ဒါလေးတဲ့အောက်ကဂျင်းမောင်းပြီးတစ်ထက်တော့မလုံတော့ဘူးဟာအေးတယ်မခံနိုင်ဘူးเนาะကက်တစ်ကတ်တော့ဝယ်လိုက်ပါဦးမယ်နော်တစ်ကက်လေးခါပြလိုက်ဒီဘက်ထဲကက် village အဝင်ရမှာလို့နော်ဒီနေရာကနေလမ်းဆင်းလျှောက်ရမှာအေးတာတော့ special အေးတယ် special အေးတယ်အေးတာတော့
ဒီနေရာဝင်ကြီးတရက်ကို1000ထပ်ပေးရတယ် VN တောင်1000ထပ်ပေးရတယ်နော်အထဲတစ်ချက်လောက်လိုက်ရှိပါဦးရောက်ပြီးတော့မှတော့1000နဲ့ကတော့ခိုးလေးတွေရောက်ပြီးမှတော့1000တော့မနှမျောပါတော့နဲ့အဲ့တရှိနဲ့ထွက်နေတဲ့အတန်ဟိုတော့အားနာတယ်သိလားဒါမင်းလည်းလေဘလို့မှမတတ်နိုင်ဘူးအဲ့မှာတော်ကြီးကိုအေးတာအဲ့မှာစရောက်တော့အဲ့နေရာမှာဆိုခုံသွားကိုဖြစ်နေတာအေးလုံးတစက်ကိုတုံးနေတာခုံသွားလူများတွေကျွန်တော်ကြည့်ဝိုင်းအောင်ကြီးရရှက်တောင်ရှက်တယ်ဒါမင်းလည်းရှက်လည်းမရဘူးအတခုံအေးတယ်နော်မဟာရီယာအေးတာစပယ်ရှယ်အေးတာအဲ့အကြောင်းကိုအဲ့ဗီဒီယိုထဲမှာအဲ့တရှိအတန်တော့ပါနေနိုင်တယ်အများကြီးအားနာမိရတယ်လို့နော်ဆရာလက်နော်အိမ်မောက်ဓာတ်ပုံလေးရိုက်ပြီးလိုက်ပါအောင်မယ်ခဏလေးပါဒီလမ်းလေးအတိုင်းဆက်ဆင်းလာအေးတာတော့ special အေးတာဗျာနော်အပဟိုအေးတယ်နော်ဆက်သွားလိုက်ပါဦးမယ်နာမည်ကျော်ကက် village ကိုတော့ရောက်ရှိလို့လာပါပြီတဲ့တမရတယ်โอเคဒီဆောင်မှာအကင်းနေဟမ်ကြာတော့ကြာမို့ပေါ့ကြာရတာနော်နိုင်ယူရွှေ့တော့ဘူးလည်းမဟုတ်ဘူးနိုင်ဆက်လက်ကက်နိုင်ဆက်လက်ကက်ဖြစ်အစင်းတွေကမှတ်တယ်သိလားအစင်းတော့မှအတကုံစင်းနေရတာအသက်ဆိုရင်တော့ယူပြီဒါမှအကင်လေးတွေရှိရလားနာမည်ကျော်ကက် village ဖြစ်ပါတယ်လို့နော်နာမည်ကျော်ကက် village ပါကက် village ကရေတကုံဖြစ်ပါတယ်လို့နော်ပုံရိုက်နေတဲ့လူတွေကတော့အများကြီးပဲနော်ဒါနာမည်ကျော်ကက် village ရဲ့ရေတကုံဖြစ်ပါတယ်နော်ရှင်းသားလေးနဲ့ဆက်သွားလိုက်ပါဦးကက် village ကနေပြီးတော့ပြန်ထွက်ပါတော့မယ်လို့เนาะအားလုံးပဲမိုကိုနာကော်ဖီကိုအချိန်ရရင်သွားလိုက်ပါအောင်မယ်เนาะမိုကိုနာကော်ဖီလေးကိုလည်းအသေးချာလေးရိုက်ပြပေးပါအောင်မယ်လို့เนาะအားလုံးပဲbye bye ကက် village bye bye